ဒီခေတ်တော့အဝေးရောက်ဗရောင်းမျိုးသူမျိုးသားများအတွက်အလွမ်းပြေအန်ဒီငယ်လေးရဲ့ဗရောင်းထမင်းတုပ်ရဲ့အဝေးကနေဖူးမြော်လို့ရအောင်ဗရောင်းပေါ်တော်မူဖရားရဲ့ပုံရိပ်အချို့ရဲ့ဗရောင်းမျိုးရဲ့ပုံရိပ်အချို့ရဲ့ကိုကျွန်တော်ရိုက်ကူးပြီးတော့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဗီဒီယိုစုံထိကြည့်ရှုပေးကြပါအောင်ခင်ဗျာဒါလေးကတော့အန်ဒီငယ်လေးထမင်းတုပ်ဆိုင်ကိုသွားတဲ့လမ်းဖြစ်ပါတယ်ဒါပေါ်တော်မူဖရားသွားတဲ့လမ်းနဲ့အတူတူပါပဲခင်ဗျာအားလုံးပဲမင်္ဂလာပါဖူ MI page ကပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုရောက်နေတာကကျွန်တော်ပဒေါင်းဒါပေါ်တော်မူဖရားလမ်းရဲ့ဒီဘက်ဘေးလေးอ่ะပေါ့เนาะလမ်းနဲ့ပေါ်တော်မူဖရားလမ်းနဲ့ဝင်ချင်းတွေ့ချင်းကျွန်တော်လမ်းကိုညာဘက်ကိုချိုးလိုက်ရင်တွေ့ချင်းနေရာကဒါမငယ်လေးအန်တီငယ်လေးပေါ့เนาะအတုပ်ဆိုင်ကိုကျွန်တော်ရောက်နေတာပါအဲ့တော့ဒီအတုပ်ဆိုင်ကကျွန်တော်အရင်တစ်ခေါက်ကလည်းတင်ထားဘူးတယ်ကျွန်တော်အခုတစ်ခေါက်ဒါဒုတိယအကြိမ်ထပ်ပြီးလာစားတာပေါ့เนาะအဲ့ဒါလေးကျွန်တော်ထပ်တင်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆိုင်မှာဘာတွေစားမလဲဆိုတာလေးကိုကျွန်တော်တို့ဆက်ကြည့်ပေးကြပါဦးခင်ဗျာစိတ်ဝါကောရှိသေးလားမရှိဘူးเนาะဆိုင်အနီဘယ်ချိန်ဆိုစဖွင့်လဲ6နာရီကြာဆိုတော့မနေ့6နာရီလောက်ဆိုဖွင့်တယ်ဟောအခုကထမင်းတုပ်တစ်ပွဲဘယ်လောက်လဲ1500စိတ်သားလုံးတို့ပါတော့အောင်စိတ်သားလုံးက1500စိတ်သားလုံးက1500အမဲရောလဲ1500ဟော1500စီပေါ့ရုပ်ပြီးရောအပေါ်စီပဲဒါမထည့်အောင်နော်အဲ့ဒါစီပဲထည့်မယ်ဒါဟိုပါနော်မုတ်ကျွတ်ရယ်ကြက်သွန်ကြော်ရယ်လားတုံဘူးကြော်ရယ်ကြက်သွန်ရယ်ဩနေပြီရနေပေးပါညက်ပါဟုတ်ညက်လိုက်ရဆိုင်ကအန်ဒီငယ်လေးနော်ဟုတ်လားဟုတ်တယ်ငယ်လေးပါပါဗရောင်းထမင်းတုပ်ကလေးကအရသာတော်တော်လေးစားကောင်းပြီးတော့တော်တော်လေးကျွန်တော်ကြိုက်တဲ့တော့ကြောင့်မလို့အရသာတော့တခုတကတော့ညှိုးစရာမလိုတော့ဘူးလို့ထင်ပါတယ်ဗျာဟုတ်တယ်ပဲသားမှာဒါလေးရပါလားတက်တုံပြူဟောတက်တုံပြူဟာတက်တုံပြူဟာပဲမအောင်နဲ့ပဲသားငါလေးချင်တယ်ဒီကျွန်တော်နောက်တော့ပွဲပေးအောင်နော်ဟင်းထက်ထည့်ပါစိတ်သားလုံးမှာထည့်နှလုံးမှာထည့်အဲ့မအောင်ချင်လေးပြပါနော်ဟုတ်ပါပြီဒီမှာအနီထမင်းတုပ်တွေတခြားပါရသေးလဲဩစီချက်နဲ့ပဲသူပါကျွန်တော်ဒီပုံစံနဲ့ပါစံနဲ့ထုတ်လိုက်ထက်တယ်မကြည့်အဲ့နဲ့ထောက်ပါနော်ရတယ်အလုံးစားလို့ပြီးသွားပါပြီအဲ့တော့ဒီဘက်ပဒေါင်းဘက်ကိုရောက်ရင်ဝင်စားကြည့်ပါအရင်စားလို့ကောင်းပါတယ်ဗီဒီယိုလေးနားမှာပဲစဉ်းစားခွင့်ပြုပါဗီဒီယိုဆုံးဖြတ်ကြည့်ရှုပြီးတဲ့ဒီဒုတိယစီစဉ်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲကြပါ
ဒါကတော့ဘောရမူဖျားကြီးရဲ့ပုံရိပ်ကလေးတွေဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဖူးမြော်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒါကကျွန်တော်ပေါ်တော်မူဖျားရဲ့နောက်ဖက်ချမ်းပေါ့နော်လှလိုက်တာကျွန်တော်နောက်ဘက်ကတောင်တန်းကြီးတွေနဲ့တော်တော်လေးလာပါတယ်ပေါ်တော်မူဖျားဝင်းထဲမှာပဲဒီလိုမျိုးကန်ကြီးလေးရှိပါတယ်ကန်ထဲမှာငါးတွေအများကြီးပဲငါးတွေအများကြီးငါးတွေအကြီးတွေပဲဒါကတော့အပြန်လန်းလေးမှာရိုက်ထားတာဖြစ်ပါတယ်ဗီဒီယိုဆုံးထိကြည့်ရှုပေးတဲ့သူတူတယောက်ရှိသေးတယ်ကျေးဇူးအများကြီးတင်ပါတယ်